အကုန်လုံးဝိုင်းပြီးကူညီပေးကြပါအောင်လို့နော်ဟုတ်တယ်ပေးကြပါအောင်လို့နော်ငလင်အကြောင်းမလို့အကုန်ဒုက္ခရောက်နေတဲ့သူတွေလုံးဝကျွန်တော်တို့ line ပေါ်မှာတွေ့တိုင်းစိတ်လုံးဝမကောင်းနော်အကုန်လုံးဝိုင်းပြီးကူညီပေးကြပါအောင်လို့ဟုတ်တယ်အခုကျွန်တော်တို့သပင်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ရိုက်တဲ့ဗီဒီယိုတော့ကျွန်တော်တို့မတင်ကျင်တော့အရန်လဲရှက်မိတယ်နော်သပင်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့နော်ကျွန်တော်ရိုက်ပြီးတော့တင်တဲ့ဗီဒီယိုတော့ကျွန်တော်မတင်ကျင်တော့နော်ပို့တစ်ခုတွေ့တိုင်းအရန်ကူညီခြင်းနဲ့ပို့တစ်ခုတွေ့တိုင်းအရန်ကူညီခြင်းနဲ့နော်ငိုတန်နေလဲကျွန်တော်ကြားရတယ်နော်အကုန်လုံးနော်ငိုတန်နေအကုန်လုံးတနိုင်ငံလုံးလွှမ်းမိုးနေတယ်နော်လုံးဝတကယ်ကိုစိတ်မကောင်းနော်လုံးဝတကယ်ကိုကျွန်တော်တို့စိတ်မကောင်းအကုန်လုံးဝိုင်းပြီးကူညီပေးကြပါလို့အခုလိုငလင်လှုပ်တာဒုက္ခအကုန်ရောက်နေကြတဲ့သူတွေအကုန်လုံးဝိုင်းပြီးကူညီပေးကြပါအောင်လို့နော်ကျွန်တော်တို့အခုဆရာတွေအကုန်လုံးဆက်ပြီးတော့ကျွန်တော်တို့ရှိတဲ့ပတ်စံလေးရတဲ့တက်နိုင်တဲ့လောက်လေးတွေတက်နိုင်တဲ့လောက်လေးကျွန်တော်စုပြီးတော့အခုဒီပစ္စည်းတွေကျွန်တော်တို့အကုန်လုံးဝယ်လိုက်တယ်နော်ဝယ်ပြီးတော့ကျွန်တော်တို့ဒီပစ္စည်းတွေအကုန်လုံးကိုကျွန်တော်တို့ဒီပစ္စည်းတွေကနေတစ်ဆင့်ပြန်ရတဲ့ပတ်စံနဲ့ကျွန်တော်တို့မန်လေးကိုကျွန်တော်တို့အကုန်လုံးပေါ့နော်ဒုက္ခရောက်နေတဲ့နေရာတွေတကယ်ကိုငလင်ဒုက္ခတဲ့တွေအကုန်လုံးတကယ်ဟုတ်လိုက်ပြီးတော့လူတန်းနေတယ်ကူညီပေးနေတဲ့လူတွေကိုကျွန်တော်တို့တကယ်အလုံးလုံးနေတဲ့သူတွေကိုကျွန်တော်တို့ရတဲ့ပတ်စံတွေနဲ့အကုန်လုံးကျွန်တော်တို့လူမှာအဲ့နဲ့ပြီးတော့ကျွန်တော်တို့လူမှာဟုတ်ကဲ့နော်ဟုတ်ကျွန်တော်တို့3ရက်ပေါ့နော်မနက်ဖြန်နော်မနက်ဖြန်စပတ်ခါမနက်ဖြန်တပတ်ခါဖိန်းတော့က3ရက်ဒီလပါလားဧပြီလပေါ့ဧပြီလမနက်ဖြန်3ရက်နေ့ဆောင်ပါ3ရက်နေ့4ရက်နေ့5ရက်နေ့ပေါ့နော်5ရက်နေ့ထိကျွန်တော်တို့ကျွန်တော်တို့ပညာကျွန်တော်တို့အလှပြင်ပေးမယ်အလှပြင်ရင်လည်းကျွန်တော်တို့အလူခံသွားမှာဖြစ်ပါတယ်ကျွန်တော်ဖိုးသားတစ်ဖွဲ့လုံးပေါ့နော်နော်ဘလောက်လို့ကျွန်တော်မတတ်မှတ်ထားဘူးသပင်ဖြောက်ဘလောက်လို့ကျွန်တော်မတတ်မှတ်ထားဘူးသပင်ကောက်တာဘလောက်လို့ကျွန်တော်မတတ်မှတ်ထားဘူးကျွန်တော်စေတနာရှိသလောက်ကျွန်တော်တို့အလူခံပုံးတွေကိုကျွန်တော်ထည့်ပေးပါနော်ဝိုင်းပြီးကူညီပေးကြပါငလင်ပေးအတွက်နော်ပြီးနောက်ပြီးကြတော့သပင်ညက်တာဘလောက်လို့ကျွန်တော်တတ်မှတ်မထားဘူးနော်ကျွန်တော်စီမှာသပင်ဖြောက်တာရောကောက်တာရောဆိုးတော့ဘလောက်လို့ကျွန်တော်မတတ်မှတ်ထားဘူးနော်ကျွန်တော်ဒီမူဆယ်ကလူတွေပေါ့နော်စေတနာရှိသလောက်ကျွန်တော်အလူခံပုံးတွေကိုကျွန်တော်ထည့်ပြီးတော့အဲ့ထဲကရလာတဲ့ပတ်စံတွေအကုန်လုံးကျွန်တော်တို့တကယ်ငလင်ဘိုင်းကိုတကယ်ပရိဒတ်လုံနေတဲ့လူတွေကိုကျွန်တော်တို့ဒီချာအနံပြီးတော့ကျွန်တော်တို့ဒီချာအကောင်းဆုံးကူညီမှာပါနော်ဝိုင်းပြီးကူညီပေးကြပါဦးလို့ကျွန်တော်တို့ဖိုးသားတစ်ဖွဲ့လုံးကမေတ္တာရက်ခံပါတယ်လုံးဝမေတ္တာရက်ခံပါတယ်ဗျာစပင်လဲညက်ရင်းနဲ့အလားလဲပြင်ရင်းနဲ့ရောသိရမလားအခုဆိုလဲယူလေးပေါ့နော်အလားလဲပြင်ရင်နော်အခုဆိုလဲယူရင်ကျွန်တော်တို့ဒီဒီဇိုင်နာ9ရောင်လုံးကကျွန်တော်တို့အကောင်းဆုံးကျွန်တော်ရှိတဲ့နော်ကြိုက်တဲ့လောက်ပင်ပန်းပေးစီဗျာနော်အကောင်းဆုံးအလှပြင်ပေးမယ်နော်ဟုတ်လားအဲ့အလှပြင်ပေးတဲ့အခုဓာတ်တွေဆိုရင်ကျွန်တော်တို့အလှပြင်ပေးဖို့ဝယ်ထားတာဓာတ်တွေအကုန်လုံးပေါ့နော်အလှပြင်ပေးဖို့ကျွန်တော်တို့နော်တယောက်စီနော်ဆက်ပြီးတော့ကျွန်တော်တို့ပတ်စံလေးစုပြီးတော့ကျွန်တော်တို့အဖွဲလိုက်ဒီဇိုင်နာ9ရောင်လုံးပတ်စံစုပြီးတော့ကျွန်တော်တို့ဓာတ်လေးဝယ်ထားပြီးတော့ဒီကရလာတဲ့ပတ်စံတွေအကုန်လုံးကိုကျွန်တော်တို့တကယ်လုံးလုံးနေတဲ့လူသွားလို့မှာအားကြောင့်လို့ဝိုင်းပြီးကူညီပေးကြပါလို့မူဆယ်မျိုးပေါ်လူတွေအကုန်လုံးနော်ဝိုင်းပြီးကူညီပေးကြပါလို့နော်မနက်ဖြန်3ရက်နေ့ကနေပြီးတော့3ရက်နေ့5ရက်နေ့ထိနော်4လပိုင်းပေါ့4လပိုင်း3ရက်4ရက်5ရက်နော်အဲ့3ရက်မှာကျွန်တော်ရတဲ့ပတ်စံတွေအကုန်လုံးကိုကျွန်တော်အကုန်လုံးသွားပြီးလှူမှာဖြစ်ပါတယ်သွားပြီးတော့လှူမှာပေါ့နော်အဲ့ဒါကိုကျွန်တော်ဝိုင်းပြီးတော့ကူညီပေးကြပါအောင်လို့နော်စပင်ညက်တာဘလောက်လို့ကျွန်တော်သတ်မှတ်မထားပါဘူးနော်ဆရာတို့စေတနာရှိသလောက်နော်ကျွန်တော်ဝိုင်းပြီးတော့ကူညီပေးကြပါအောင်လို့ကျွန်တော်တို့လည်းဒီကရတဲ့ဟာတွေနဲ့အကုန်လုံးကျွန်တော်သွားပြီးတော့လှူမှာပါနော်ကျွန်တော်တို့ကအဓိကကျွန်တော်တို့လက်တွေလှူသောလက်လေးဖြစ်အောင်လို့ပေါ့နော်ကျွန်တော်လှူသောလက်လေးဖြစ်အောင်ကျွန်တော်ကိုတက်တဲ့ပညာနဲ့လည်းကျွန်တော်ပါရမီဖြည့်ခြင်းလို့နော်အားကြောင့်မလို့ပါနော်အကုန်လုံးအလှပြင်ခြင်းအကုန်လုံးပေါ့နော်လာခဲ့ကြပါလို့နော်အလှပြင်လှူရင်းပေါ့နော်လှူရင်းပေါ့ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဝိုင်းကိုကူညီပေးကြပါအောင်ဗျဟုတ်ကဲ့